ကိုတမ်းမလို့သားပဲဟမ်ခမရပြောစရာအကြောင်းရှိပဲနဲ့ကျွန်တော်တို့ကခမရနောက်ကိုလိုက်ရမှာလားဗျာစဉ်းစားကြည့်ဦးအကိုသုံးဝင်နော်ဟုတ်ပါဘူးကျွန်တော်အခုဟိုဖြစ်တာပါမြေတာရက်ခဏဘာလို့မြေတာရက်ခဏတာကျွန်တော်တို့နဲ့လိုက်ခဲ့ဖို့ကျွန်တော်တို့နဲ့လိုက်ခဲ့ဖို့ဟုတ်ပြီဗျာခမရတို့ကဘယ်သူတွေဘယ်တာဝန်ရှိတယ်ဘာကိစ္စကြောင့်လားခေါ်တာပါပြောညီနိုင်ဆွေးလို့ဘာကိစ္စပေါ်မှာညီနိုင်ဆွေးနွေးမှလဲပြောဘလူနဲ့လဲအကိုတို့လူကြီးကဘယ်သူလဲဗျာလူကြီးတော့အများကြီးပဲကျွန်တော်လူညီနိုင်ဆွေးနွေးမယ်ဆိုကျွန်တော်မသိဟာကျွန်တော်ကပြောဦးမယ်နှုံးဗျာနှုံးတခုတော့ရှိတယ်ဗျာနှုံးအကိုပြောဦးမယ်အကိုတို့လူကြီးကဗျာဥမာပေါ့စီးပွားရေးကြောင့်ဆွေးနွေးနေတာလားအချစ်ကြောင့်ဆွေးနွေးနေတာလားဒါမှမဟုတ်လို့ရှင်ဘေးရင်ယာယီကိစ္စလားဒါမှမဟုတ်လက္ခဏာကြည့်မှာလားအဲ့လိုဆွေးနွေးစရာအကြောင်းတွေကခေါင်းစဉ်တွေကအများကြီးဗျာတချို့ subject တွေကြတော့ကျွန်တော်တို့တချို့ကိစ္စတွေကြတော့ကျွန်တော်တို့မသိတဲ့အပိုင်းတွေအများကြီးရှိတာပေါ့မရှိပါဘူးဟမ်တို့ပြင်ချင်းစရာမရှိပါဘူးကျွန်တော်နဲ့လိုက်ခဲ့ဖို့ကျွန်တော်ဟုတ်ပြီလေလိုက်ခဲ့ဖို့ဆိုတာဘာအကြောင်းရှိလို့ကျွန်တော်တို့ခေါ်တာလဲခင်ဗျားကဟုတ်ပြောပြမှာခင်ဗျားအကြောင်းကိုပြောပြမှာနော်အခုတမ်းမလို့သားအင်အားဘယ်လောက်ရှိလဲအဲ့ဒါကိုသိတယ်မလို့သိပြမလို့ခင်ဗျားကျွန်တော်တို့ကလာခေါ်တာဟုတ်ခင်ဗျားကျွန်တော်တို့ဟဲ့ဒီနိုင်ငံမှာနေတာဥပဒေဘောင်ထဲမှာကျွန်တော်တို့နေတာနိုင်ငံသားမပုံနေရှိတယ်လက်ရှိနိုင်ငံသားတွေရောက်နိုင်ငံသားအခွင့်အရေးအရာကျွန်တော်အိမ်မှာခင်ဗျားအခုကျွန်တော်တို့လာခေါ်တာဟုတ်ပြီဖမ်းအောင်လာခေါ်တာဖမ်းတာမဟုတ်ဘူးလို့ကျွန်တော်တာတာကြီးအေးခေါ်တာဟုတ်ပြီဗျာတာတာကြီးအေးခေါ်ခင်ဗျားလူကြီးတွေကျွန်တော်တို့လည်းလာဆွေးနွေးလို့မရဘူးလားမရဘူးဟမ်မရဘူးခမည်းမအထောက်ထားရှိလို့ရှိရင်အချိန်ရွေးလာခေါ်လဲအထောက်ထားမရှိရင်တော့မလာနဲ့ခမည်းတို့ပြန်တော့ဒါကျွန်တော်ချာခမည်းတို့အချုပ်ချပိုင်နိုင်ငံမှာနေတာနော်အချုပ်ချပိုင်နိုင်ငံမှာနေတာဒါကျွန်တော်ချာပြီးတော့ခမည်းတို့တွေးဝင်ခမည်းတို့ကျင်းလာခမည်းတို့ပြောမှာကျွန်တော်ဘာမှမခေါ်တော့ခမည်းတို့ပြောနေတာမဟုတ်ဟာတော့ဘာကျွန်တော်မျိုးသမီးကြီးကမလိုက်နိုင်ဘာလုပ်မှာလဲဗျာတော့ဘာဟန်မလိုက်နိုင်ဘာလုပ်မှာဒီမှာရှိတယ်ကဲကျမမလိုက်နိုင်အောင်ဆိုဆရာတို့ဘယ်လိုလုပ်မလဲကျွန်တော်လည်းနေရခေါ်ပါလှုပ်ပါစမ်းလိုက်လှုပ်ဘယ်လိုခေါ်မလဲလိုက်တဲ့နေနဲ့လှုပ်ဘယ်လိုနည်းနဲ့လိုက်အောင်ခေါ်မှာလို့အင်းတကားမီးတွေတကားတွေအကုန်ပိတ်တာကဲဒါကျွန်တော်တို့စစ်တပ်ကကားတွေပါစစ်တပ်ကကားတွေဒေါ်ဘဘလဟန်ကိုလာခေါ်တာလို့ကျွန်တော်တို့ပြောပါတယ်ဗျာဒါစစ်တပ်ကကားတွေပါဒါမှတမလို့သားဆိုလို့တမလို့သားတွေပါပါတယ်ဒါစစ်တပ်ကကားတွေပါကားဖြူတစ်စီးရယ်ဒီမှာကားတစ်စီးပါခင်ဗျာဒါကျွန်တော်တို့ကတော့လက်ရှိတော့ကျွန်တော်တို့အိမ်ကျွန်တော်တို့ခြံဝန်းထဲမှာကျွန်တော်တို့နေတာပါဟိုရှေ့မှာကျွန်တော်တို့တစ်စီးရှိသေးပါတယ်ဗျာကားအဖြူတစ်စီးရှိသေးတယ်ရှေ့ကတော့ကျွန်တော်တို့ဘာကားခေါ်မလဲမသိဘူးကား3စီးနဲ့ကျွန်တော်တို့ဒီမှာလာခေါ်နေခြင်းဖြစ်ပါတယ်ဒေါ်ဘဘဟန်ကိုလာခေါ်နေခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ဖန်ရန်ပါလားလို့မေးတဲ့အချိန်မှာဖန်ရန်မပါဘူးလို့ပြောပါတယ်ဗျာပြီးတော့ရင်လာခေါ်တာတွေကလည်း
ကျွန်တော်တို့တပ်မတော်သားတွေလားခေါ်တာပါဗျကျွန်တော်တို့သွေးချင်းညီကိုတွေတပ်မတော်သားတွေလားခေါ်တာအော်ဟိုနောက်မှာလည်းပဲကျွန်တော်တို့ကားတစ်စီးရှိသေးပါတယ်ဗျဒီမှာလည်းကားတစ်စီးရှိတယ်ဟိုနောက်မှာလည်းကားတစ်စီးရှိတယ်ကားကကျွန်တော်တို့လက်ရှိနောက်မှာတော့ဟီနိုကြီးတစ်စီးဆိုတော့ကားကလက်ရှိကျွန်တော်တို့5စီးဖြစ်ပါမယ်ဗျကျွန်တော်တို့လောလောဆယ်တော့ကျွန်တော်တို့တွေကအိမ်ထဲကနေပြီးတော့အိမ်အပြင်ကိုမထွက်ပါဘူးအိမ်ထဲမှာပဲနေပါတယ်လက်ရှိအခြေအနေကကား5စီးရှိပါတယ်ဗျအဲ့တော့ကျွန်တော်တို့အိမ်ထဲကိုပြန်ဝင်ပါမယ်ဗျဒါကိုပိတ်တာထိုင်းဖွင့်ဘယ်ဝင်လာတော့ဟမ်ဟုတ်အမဟုတ်အင်အားသုံးမယ်ဆိုတော့နေပါဦးဗျာခင်ဗျာကျွန်တော်တခုပြောဦးမယ်ကျွန်တော်တို့ကဘာအပြစ်ရှိလို့ခင်ဗျားတို့အင်အားသုံးမှာတော့အင်အားသုံးမယ်ဆိုတော့ဗျာဒီဆိုချင်တာကျွန်တော်တို့အချုပ်ချာအာဏာပိုင်ကျွန်တော်အိမ်ထဲမှာကျွန်တော်နေတယ်ဗျာကျွန်တော်ခင်ဗျားကိုခေါ်နေတော့ဒီတောင်းမှန်လို့အေးသေးဟိုတာကြီးခေါ်ပါလေမရဘူးနောက်ဆုံးဘလို့မရဘူးခင်ဗျားကိုကြိုက်လို့လုပ်ပါဆိုတော့ကျွန်တော်အင်အားသုံးပြီးခေါ်ပါတယ်အင်အားသုံးပြီးခေါ်တာလေလုပ်လေလောက်ပေါ့ခင်ဗျားခြံစည်းရိုးတွေဖြတ်ဝင်မယ်ဆိုလဲဝင်ပေါ့ဗျာဟုတ်တယ်မလားခြံစည်းရိုးတွေဖြတ်ဝင်မယ်ခြံစည်းရိုးတွေကြောဝင်မယ်ဆိုလဲဝင်ပေါ့ရတယ်ဟုတ်မမတော့ကင်မရာမန်တယောက်ပါမယ်တဲ့သူတို့တမ်းမတော်သားတွေတည်းဟုတ်ကဲ့ပါပြောပါမဟုတ်အတားကြီးမဟုတ်အတားကြီးမလိုက်ဘာလုံးမှာတော့ဘယ်လိုရတဲ့နည်းနဲ့ဘယ်လိုလုံးမှာလဲဗျာအင်အားသုံးပြီးခေါ်မှာဆိုတာဘယ်လိုလဲဘယ်လိုအင်အားသုံးပြီးခေါ်မှာလဲဒါကျွန်တော်တို့အိမ်ကျွန်တော်တို့စီကျွန်တော်တို့ channel မှာနော်မဟုတ်ဘူးကျွန်တော်တို့ကဘာပြမှုကျူးလွန်ထားလို့ခင်ဗျားတို့ကခေါ်မှာတော့မဟုတ်ရှင်းရှင်းလေးရကျွန်တော်တို့ကအချုပ်ချာအာဏာပိုင်နိုင်ငံထဲမှာနေတာနော်ခင်ဗျားတို့ကျွန်တော်တို့ပြမှုမကျူးလွန်မဲနဲ့ကျွန်တော်တို့ခြံစည်းရိုးတွေကိုခင်ဗျားတို့ဖျက်ဝင်ခင်ဗျားတို့ရာဇဝတ်မှုပဲခင်ဗျားတို့ကိုယ်တိုင်ကျူးလွန်တဲ့ရာဇဝတ်မှုပဲဟုတ်ပါပြီမတက်နိုင်ဘူးခင်ဗျားတို့ရာဇဝတ်မှုလည်းကျူးလွန်မယ်ဆိုရင်လွန်ခင်ဗျားတို့ကျွန်တော်တို့ဒီလိုမျိုးလုံးမရဖြစ်မယ်ဆိုလဲလို့ဒါကခင်ဗျားတို့အကြောင်းပဲမဟုတ်ဘူးလေခင်ဗျားတို့မှာကျွန်တော်တို့ကနိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ဖန်ရန်ပါလားဖန်ရန်ပိုင်လိုက်မယ်ဖန်ရန်ပိုင်လိုက်မယ်ဖန်ရန်မပိုင်ကျွန်တော်တို့ကမလိုက်ဘူးမဟုတ်ကျွန်တော်တို့ခင်ဗျားတို့ညင်းနေတာမဟုတ်ဘူးနော်ဖန်ရန်ပိုင်လိုက်မယ်ဖန်ရန်မပိုင်မလိုက်ဘူးဖန်ရမပါလို့ရှိရင်ကျွန်တော်တို့အစင်းသိဘယ်နေရာဘယ် area ဘယ်လိုပါဖန်ရပါမယ်ဆိုလို့ရှိရင် live ဖို့အစင်းသိနော်
ဟုတ်ပါပြီအခုဟွာဟုတ်ကဲ့ကျွန်တော်တို့တက်မလို့သားအင်အားအခုကျွန်တော်တို့ဟွာရှိမှာကတော့ဟိုဟာလောက်ရှိပါတယ်ဗျ15ရောက်လောက်ရှိပါတယ်လက်ရှိအခြေအနေပေါ့ဟုတ်ပြီအခုဟုတ်ကြောတက်ပြီးလို့ရှိရင်ကျွန်တော်တို့အေးစစ်လိုက်မယ်ကျွန်တော်တို့အကြမ်းပန်းနဲ့မလုံနဲ့မဟုတ်ခင်ဗျအဲ့လိုမပြောနဲ့အေးစစ်ကြောတက်ပြီးလို့ရှိရင်ကျွန်တော်တို့အေးစစ်လိုက်မယ်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 ဟုတ်ပြီလိုက်မယ်ကျွန်တော်တို့လည်းခင်ဗျားတို့နဲ့ခင်ဗျားအတူတူကျွန်တော်တို့နိုင်ငံကိုတာဝန်ထမ်းနေတဲ့လူနော်အေးစစ်လိုက်လိုက်နှခါလုံးပါရှိနော်လိုက်မယ်ကျွန်တော်တို့ဟုတ်ဒီမှာကျွန်တော်တို့ခြံစည်းရိုးတဲ့ကြောဝင်လာပါပြီလိုက်မှာခြံစည်းရိုးတဲ့ကြောဝင်လာပါပြီအခုတက်ခိုင်းနာမည်ပြောပါဦးဘယ်တက်ကလဲမပြောရဲနဲ့ဆိုရင်ခင်ဗျားတို့လိုက်မလိုက်ဘူးလားပြောမလိုက်ရသေးဘူးကျွန်တော်တို့ပြစ်မှာလားတနက်ကမရှိပါဘူးမလုပ်ပါဘူးတနက်နဲ့ပြစ်မှာလားမဟုတ်နင်းမလိုက်ရင်တနက်နဲ့ပြစ်မှာလားကိုတို့ကခင်ဗျားတို့ကျွန်တော်တို့ဗျာကျွန်တော်ကလုံရယူလာခင်ဗျားတို့ပြစ်ဖို့လည်းမဟုတ်ပါဘူးခင်ဗျားတို့ဘာမှစိုက်လို့လူကြီးကောင်းတော့လည်းကျွန်တော်တို့မဟုတ်အကိုတို့ကကျွန်တော်တို့ဖမ်းမယ်ဆိုလို့ရှိရင်ဖမ်းရမ်းပါတယ်ဒါကျွန်တော်တို့ခြံစည်းရိုးတဲ့ခင်ဗျားတို့ဝင်လာတာနေပါခဏလေးညို့ဗျာno မဟုတ်သူတယောက်ကျမတယောက်နဲ့ခေါ်တာလားဟုတ်တယ်မဟုတ်အမျိုးသမီးခင်ဗျားတို့ဟိုဟာမပါဘူးလားအမျိုးသမီးတယောက်တော့ပါအမျိုးသမီးခင်ဗျားတို့တည်းကခင်ဗျားတို့တက်မေပဲဖြစ်ဘာပဲဖြစ်အမျိုးသမီးကိုလက်ထားကြည့်ခဲ့မဟုတ်ဘူးခင်ဗျားတို့မယုံလို့မဟုတ်ဘူးရှင်းလေးနိုင်ငံတကာစနစ်ခင်ဗျားခင်ဗျားမျိုးသမီးတို့လည်းမဟုတ်ပါတယ်ရတယ်ခင်ဗျားတို့အမျိုးသမီးခင်ဗျားတို့တက်မတော်သားတွေခေါ်ခဲ့ပါအမျိုးသမီးတက်မတော်သားတွေခေါ်ခဲ့ရင်ကျွန်တော်တို့ထည့်မယ်ခင်ဗျားတို့တော့လူနေရမဟုတ်ဘူးလိုက်မလားပြန်ခွင့်မေးတယ်နေနေမှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့များပါပြီခင်ဗျားတို့တက်မတော်သားတွေအမျိုးဝင်လို့ပြောဆိုရဝင်နေနောက်ပြောလိုက်မယ်သိမှာနော်ညောမဟုတ်ဘူးတို့ကတော့မှားပါရဲ့ဟုတ်တယ်ရှောင်းရမှာဟုတ်ကျွန်တော်တို့တက်မလို့သားကြီးကျွန်တော်တို့အိမ် channel ကိုနောက်ပြီးအိမ် channel ကိုဝင်လာပါပြီဗျာကျွန်တော်တို့ channel ကိုကြော်ပြီးဝင်လာခဲ့ပါတယ်ဒါကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေကြုံတွေ့နေရတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးအကြက်တဲ့ပေါ့ဗျာဒီနေရာမှာကျွန်တော်ဒါတော့ပပဟန်ကိုလာခေါ်တဲ့အခြေအနေပါတော့ပပဟန်တိုင်းဒေသကြီးလွတ်တော်ကိုယ်တော့ပပဟုတ်ပြီကျွန်တော်ချန်ကြီးရိုးတဲ့အထိဝင်လာတဲ့နောက်မှာကျွန်တော်တို့တွေဒီမှာဒါအသားတကြီးကျွန်တော်တို့လိုက်သွားပါတယ်ဒီမှာလက်ရှိအခြေအနေပါကျွန်တော်တို့ဒီမှာလက်နက်တွေလည်းပါပါတယ်လက်နက်တွေလည်းပါပါတယ်ချန်ကြီးရိုးတဲ့ကိုကြောပြီးတော့ဝင်လာတာပါno ဦးတယ်နောက်ဆုံးတကားပြန်ပိတ်လိုက်အဲ့မှာတော့ချိတ်လိုက်လေဦးကျော်
ဟုတ်ကဲ့ကားပါစ3ဆိုပြီးတော့ကျွန်တော်တို့ခေါ်ပါတယ်ခါကားပါစ3ဆိုပြီးတော့ဒါလက်ရှိအနေနဲ့လားခေါ်တဲ့ကားတွေပါဒါပေမဲ့လားခေါ်တဲ့နေရာမှာအမျိုးသမီးတွေတယောက်မှမပါပါဘူးလက်ရှိရှင်နေပါဒါအာနာသိမ့်တဲ့သဘောပေါ့ဗျာလောက်တာကိုင်းတာအခြေအနေအရတော့အာနာသိမ့်တဲ့သဘောပေါ့ညာအေးပေါ့စစ်တက်ကကပ္ပစာ3อ่ะစင်းနေပေါ့ကပ္ပစာ3စင်းနေလို့တော်ဆိုးရပါတယ်ကျွန်တော်တို့ခြံစည်းရိုးတွေတဲ့ကိုကြောပြီးဝင်တယ်ကျွန်တော်တို့တွေဒီဖန်ရန်ပါမပါဘူးကျွန်တော်တို့မေးတယ်ဖန်ရန်ကိုလည်းမပါဘူးမပါရင်ကျွန်တော်တို့ဒီလိုအကြမ်းဝင်ရပါလိမ့်မယ်ဆိုပြီးခြံစည်းရိုးတွေတဲ့ကိုကြောဝင်ပါတယ်ပြီးတော့ကျွန်တော်တို့လားခေါ်တဲ့အချိန်မှာနေနိုင်ခွဲတယ်လားဟုတ်နိုင်တော့အဲ့ဒါလေမမေအလုပ်ကိစ္စနဲ့မမေအလုပ်ကိစ္စနဲ့သွားတာသမီးရဲ့မမေအလုပ်ကိစ္စနဲ့သွားတာမဘူးနဲ့သမီးဟုတ်ပြီသမီးကမကူဘူးနဲ့ဟဲ့မကြောက်ဘူးလို့ပြောစမ်းမကြောက်ဘူးလို့ပြောစမ်းကြောက်ဘူးအေးအလုပ်ကိစ္စနဲ့မမေသွားတာဘာမှဘူးနဲ့နော်စိတ်မဘူးနဲ့အေးစိ6နာရီမှနဲ့ပုံပြီးလာတယ်9နာရီနော်စိတ်မဘူးနဲ့နော်မကူမငုံနဲ့သမီးလေးနော်အေးစေပါဘုရားသမီးဘာမှဖြစ်ဘူးမဟုတ်ပါဘူးငါအလုပ်ကြည့်ရမလားမဟုတ်ပါဘူးနော်မဟုတ်ပါဘူးလာစိတ်မကောင်းစရာတွေတော့အများကြီးပေါ့ဗျာလက်ရှိအခြေအနေမှာဒါပေမဲ့တနိုင်ငံလုံးဆိုင်ရာအချက်တည်းဆိုတော့ကျွန်တော်ဒီလောက်ကတော့ပြောပါလောက်တာမရှိပါဘူးအေးစေးပါဒါတွေတစ်ချိန်ကျွန်တော်တို့ပြည်သူနဲ့အတူကောင်းကောင်းကြော်လွှားသွားနိုင်မှာပါအားလုံးကျွန်တော်တို့မိသားစုတွေကတော့နည်းနည်းစိတ်လှုပ်ရှားမှုတွေတော့ရင်ဆိုင်နေရတယ်ပေါ့